ဒီနေ့ type of buff တွေကိုလေ့လာကြမယ်အရင်ဆုံး action buff ဆိုတာကကြတော့လှုပ်ရှားမှုကိုပြတဲ့ buff ဥပမာ examiner ဆိုရင် open linking buff ဆိုတာကြတော့ဖြစ်လာတဲ့ buff ကရိယာပေါ့ဥပမာဆိုရင် b and sim having buff ကအကူကရိယာ can go share short regular buff examiner နဲ့ဆိုရင်သူက ed ပေါင်းရတဲ့ buff မျိုးပြောချင်တာဥပမာအနေနဲ့ဆိုရင် walk decided irregular buff ကကြတော့ပုံစံပြောင်းသွားတဲ့ buff တွေဥပမာ9ကနေ1ပြောင်းသွားတာမျိုး went e ကနေ8ပြောင်းသွားတဲ့ buff မျိုးအဲ့ဒါမျိုးတွေဆိုရင် irregular buff transitive buff ကြတော့သူက object need a direct object တိုက်ရိုက်လိုအပ်တယ်ပေါ့အဲ့လို buff တွေကဥပမာနဲ့ပြောရမယ်ဆိုရင် kick intransitive buff ကြတော့ no need object မလိုဘူးဥပမာအနေနဲ့ဆိုရင် sleep static buff ကြတော့ variant ပေါင်းစရာမလိုတဲ့ buff ပေါင်းလို့မရတဲ့ buff တွေဥပမာဆိုရင် no left dynamic buff ကြတော့ variant သုံးတဲ့ buff တွေဒီအပြင်လှုပ်ရှားမှုကိုပြတဲ့ buff ပေါ့သူကဥပမာအနေနဲ့ဆိုရင် running talking သူနဲ့ပတ်သက်တဲ့ example တွေကိုနောက်ဗီဒီယိုမှာဆက်လေ့လာကြတော့